ပရိုက်တာတွေကိုကိုကျိုးစွန့်ပြီးလုပ်ပြီးနေပေမဲ့မှုကျုံးမြစ်ကျိုးအပြောခံလိုက်ရတဲ့ပုတုဆိုတာကတော့ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲသူကိုယ်တိုင်စိတ်မချမ်းသာပေမဲ့စိတ်ရင်းတော့ချမ်းသာတယ်ဆိုတဲ့သူမျိုးဖြစ်တာကြောင့်ဘလို့နေရာမျိုးမှာမစိုးခက်ခဲကြမ်းတမ်းတဲ့အခက်ခဲတွေကြုံလာရတဲ့အခါမျိုးမှာပုတုစီကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့အကူအညီတောင်းနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းပုတုအနေနဲ့ကတော့စေတနာနဲ့အစွမ်းကုန်လိုက်လုပ်ပေးနေပေမဲ့အခုချိန်မှာတော့စေတနာကနေဝေဒနာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။အကြောင်းကတော့ပုတုရဲ့လုပ်ရက်တွေကိုလုံးဝအမြင်မကြည့်တဲ့အမျိုးသမီးတဦးကအမျိုးမျိုးရှုံချပြောဆိုထားခဲ့တယ်လို့မမတ်ရိုင်နဲ့လည်းဆဲဆိုပြီးတော့ပြောဆိုထားတဲ့ဗီဒီယိုတစ်ပုဒ်နဲ့အတူပုတုကိုနာမည်ဖြတ်ထားခဲ့တယ်လို့ပါပဲ။ပုတုအနေနဲ့ကတော့သူဟာဒီလိုမျိုးအလူငွေတွေရလာတဲ့အခါမျိုးမှတောင်သူ့အတွက်လုံးဝမယူပဲတကယ်လို့အနည်းရသူတွေကိုကျမ်းမာရေးအဖြစ်တေချာလေးကုသနိုင်အောင်ဥဝတ်တက်ခွေးရတဲ့အခါမှာရောအစွမ်းကုန်လိုက်လုပ်ပေးခဲ့သူတယောက်ဖြစ်ပါတယ်။ဒါကြောင့်အခုလိုမျိုးလိုင်းပေါ်တက်ပြီးချင်းချောက်အပြစ်ပြောတာမျိုးနဲ့ကြုံလိုက်ရတဲ့အခါမှာသူ့ရဲ့တကယ်စိတ်ရင်းစေတနာကိုစော်ကားတဲ့အတွက်အတော်လေးစိတ်ညစ်ပြီးတော့ဝမ်းနည်းစွာနဲ့ငိုပြခဲ့ရဖြစ်ပါတယ်။ဘလို့ဝဲဖြစ်ပါအခုခေတ်ကြီးမှာလူတိုင်းကအလုပ်ကိုစီရှိကြပေမဲ့ပုတုကတော့အများကျိုးအတွက်ကိုကျိုးစွန့်ပြီးတော့လောက်ကင်နေတာဟာတကယ်ကိုမှကြီးကျူးစရာလုပ်ရက်ပဲဖြစ်ပါတယ်ရှင်။